Enemy fan များအားလုံးမင်္ဂလာပါကျွန်တော်ဆိုရင်ပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်နာရီတိုထဲဇက်ကောင်နေတာဒီ Demon Slayer War ထဲကိုရောက်လာခဲ့မယ်ဆိုရင်ဘာတွေဖြစ်ကုန်မလဲဆိုတော့ကျွန်တော် recap အနေနဲ့တင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဗျ Brother တို့ကမူရင်းဗီဒီယိုကြည့်ချင်နေဆိုရင်ဒီ channel မှာသွားကြည့်လို့ရပါတယ်ဗျသူ့လည်းကျွန်တော် credit ပေးပါတယ် Okay Brother YouTube ကနေကြည့်နေဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျကျွန်တော်ထီတော့မှာလည်း account အသစ်တစ်ခုဖွင့်လိုက်ပါပြီဗျအဲ့ဒီအကောင့်ကိုလည်းကျွန်တော် follow လုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျ Okay ဒါဆိုရင်ကျွန်တော်လေကြောတွေရှေ့မီရောပဲနဲ့အခုပဲ recap လေးကိုခန်းစားလိုက်ရအောင်ဗျဇလိုင်းရဲ့စမှာတော့ဟာရှီရာမနာရီတိုဆာစကေတို့ကခါဂယာရဲ့ကျောင်းတော်ရှိကိုရောက်နေခဲ့ပါတယ်ဟာရှီရာမတို့ကတော့သူတို့ဦးဆွေထိုင်းကန်ခေါ်လိုက်ရတာကြောင့်မလို့လာခဲ့တာလို့ပြောလိုက်ပါတယ်ထိုင်းကန်ပြောရဆိုမင်းမှငါတို့လူချင်းရဲ့ယတနာတစ်ခုရှိလို့ပြောလိုက်ပါတယ်ခါဂယာကတော့အဲ့ဒီစကားမှန်ကြောင့်ဟာရှီရာမတို့ကသူတို့ကိုဒီမွန်ကူတက်ပေးမယ်ဆိုရင်အဲ့ဒီထွေချာကိုပေးမယ်လို့ပြောလိုက်ပါတယ်ဆာစကေတယောက်ကတော့ကြည့်ရတာငါတို့မှရွေးချယ်စရာမရှိတော့တင်တယ်ဒါပေမဲ့မီရှင်ကိုလက်ခံပါတယ်လို့ပြောလိုက်ပါတယ်နာရီတိုတယောက်လည်းသူကဘာရတန်မှမလို့ချင်ပဲနဲ့ကုညီချင်းယုံတက်ပါလို့ပြောလိုက်ရအောင်ခါကြရလဲနာရီတိုကဂျီနာတဲ့နှလုံးသားရှိရလို့ပြောလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဆာစကေစီကိုဂူဂူတယောက်ရောက်လာခဲ့ပါတယ်ဆာစကေတယောက်ကတော့ဂူဂူမင်းကိုတက်ဖို့အတွက်ငါ့ကိုဥပူရရှိခဲ့ရလွတ်လိုက်တယ်လို့ပြောလိုက်ပါတယ်ဂူဂူကတော့ဒါနဲ့တခင်ဂူဂူကအဲ့လောက်နဲ့စိတ်နှောက်ယှက်ဖြစ်မယ်လို့မင်းထင်နေလို့လားမင်းကိုကြည့်ရတာငါ့ကိုနိုင်ရရှိဖို့တော်တော်လေးကိုစိတ်အားထက်တန်နေတဲ့ပုံပဲဘလို့ယူမိုက်တဲ့ကောင်နဲ့လာတွေ့နေရလဲဆာစကေကလည်းမင်းတော့မယူမိုက်သေးပါဘူးဆိုတာကြောင့်ဂူဂူကတော့တိုက်ခိုက်ဖို့ပြင်လိုက်ပါပြီအဲ့ဒီနောက်မှာတော့ဂူဂူကသူ့ရဲ့ဓာတ်လူထပ်ပြီးတော့ထောင်ပေါင်းများစွာရှိရဲ့ငါးတွေနဲ့ဆာစကေကိုတိုက်ခိုက်လိုက်ပါတယ်ဒါမဲ့ဆာစကေကအဲ့ဒါကိုချောင်းနိုင်လိုက်ပါတယ်ပြီးတော့ချီတိုရီနဲ့ခုံဝင်လာပြီးတော့ဂူဂူရဲ့ငါးတွေကိုတိုက်ခိုက်လိုက်ပါတယ်ဂူဂူတယောက်ကတော့လေမြန်တဲ့တိုက်ခိုက်ပုံနဲ့သူ့ရဲ့ငါးတွေကိုပိုင်းပေးလိုက်အကြောင်းဆာစကေကိုအန်အော်နေခဲ့ပါတယ်ဂူဂူကတော့ဒါမဲ့ကိစ္စမရှိပါဘူးအဲ့ဒီငါးတွေမှာစိတ်ရှိရလေအဲ့ဒီစိတ်တွေကသူ့ရဲ့ရေပြားထဲဝင်ပြီးတော့သူဒီမှာပဲဆုံးတက်သွားလိမ့်မယ်လို့ပြောနေခဲ့ပါတယ်ဒါပေမဲ့လည်းဆာစကေတယောက်ကတော့သူ့ရဲ့ ring နဲ့ကန်နဲ့စိတ်တွေကိုဝေးကိုလွန်းပြန်သွားအောင်ကောင်တာပြလိုက်ပါတယ်အဲ့ဒီနောက်မှာတော့ဂူဂူရဲ့ရေပွဲလက်တံတွေနဲ့ဆာစကေရဲ့လက်စစ်သားတို့ကထိတ်တိုက်ရှင်ပြိုင်နေခဲ့ကြပါတယ်ဒီလိုနဲ့ဆာစကေရဲ့ဓာတ်အောက်မှာဂူဂူရဲ့ခေါင်းကပြုတ်ထွက်သွားခဲ့ပါတယ်။ဒါပေမဲ့ဂူဂူတယောက်တစ်ပင်ပေါ်ကနေပြန်ထွက်လာခဲ့ပါတယ်။တကယ်တော့ဂူဂူဟာသူ့ရဲ့အပေါ်ရမျက်နှာဖုံးကိုချွတ်လိုက်တာပဲဖြစ်ပါတယ်။ဂူဂူကတော့ငါ့ရဲ့ဒီဖုန်းကိုပြတာမင်းကတတ်တရလူပဲ။ငါ့ရဲ့ဒီဖုန်းနဲ့တာဆိုရင်မင်းတို့ဘယ်သူမှတက်ရှင်နိုင်မှာမဟုတ်ဘူး။ငါ့ရဲ့ဒီဖုန်းကိုတကယ်သဘောကျတာပဲ။တော်တော်လာရလို့ထင်ရတယ်။အဲ့ဒီနောက်မှာတော့နေအောင်တာခဏလောက်တိတ်ဆိတ်သွားခဲ့ပါတယ်ဆာစကေရဲ့မာထရက်ကြောင့်ဂူဂူလည်းခေါင်းနောက်တစ်ခါပြန်ပြတ်သွားခဲ့ပါတယ်ဂူဂူတယောက်တော့ငါဘာဖြစ်သွားတော့ဒီဆော့ကလေးငါ့ကိုဘာလုပ်လိုက်ရလဲလို့မေးလိုက်ပါတယ်ငါဒီအကြောင်းကိုမူစံဆာမောင်မြင်မြန်တင်ပြမှဖြစ်မယ်ငါအဖြစ်ခံလိုက်ရပြီငါခေါင်းဖြတ်ခံလိုက်ရပြီဒါတကယ်ပဲဒါတကယ်မယုံနိုင်စရာပဲငါတကယ်ပဲရှုံးသွားခဲ့တာလားငါဒီတောက်ကလေးကိုရှုံးသွားခဲ့တာလားလို့မေးလိုက်ပါတယ်ဆာစကေတယောက်တော့ဂူဂူပြောညံ့လိုက်တာမင်းနဲ့ငါချင်းကြတက်ခဲ့ရမယ်လို့မျှော်လင့်ထားတာလို့ပြောလိုက်ပါတယ်ဒီနားတော့ဝါနောက်တဲ့နှဆိုးတွေရှိနေသေးတာပဲလို့ပြောကဆာစကေတယောက်ထွက်ခါသွားရင်အပိုင်းတိလေးလေးဒီမှာပဲပြီးဆုံးသွားခဲ့ပါတယ်ဗျ။ Okay အပိုင်းလေးကိုတော့ကျွန်တော်နောက်ဗီဒီယိုမှာပြန်တင်ပေးပါမယ်ဗျ။ကျွန်တော်ဗီဒီယိုလေးကိုကြိုက်နေတဲ့ဆိုရင် channel လေးကို like and subscribe လေးလုပ်ခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဗျ။ Enemy name တွေရဲ့အခေါ်အဝေါ်မှရင်လည်းကျွန်တော် comment အောက်မှာပြောသွားလို့ရပါတယ်ဗျ။ Enemy တိုင်းရဲ့ fact တွေကိုနားမလည်သေးရကြောင်းမလို့အမိုင်းပိုင်လည်းကျွန်တော် comment အောက်မှာရေးသွားလို့ရပါတယ်ဗျ။ Okay ဒါဆိုရင်ကျွန်တော်နောက်ဗီဒီယိုကြမှာပြန်တွေ့ကြတာပေါ့။ Bye